ပြီးတော့မဟာပဇာပတိဂေါရမီထီရီတဲ့စတင်ပြီးတော့နာယူမှတ်သားကြရအောင်နော်ဒီထီရီမကြီးရဲ့အလောင်းလျာလွန်ခဲ့တဲ့ကမ္ဘာတသိန်းထက်ကပွင့်တော်မူခဲ့တဲ့ဘဒုမုဒ္ဒရာမြတ်စွာဘုရားရှင်လက်ထက်တော်အခါတည်းကစပြီးတော့ဒီဧတတဲ့ဘွယ်တွေကိုရရှိဖို့စုပန်ခဲ့တာပေါ့နော်အဲ့လိုနဲ့ဦးဇင်းတို့ဘဝများစွာပါရမီကိုဖြည့်ဆည်းပြီးတော့နောက်ဆုံးအန္တိမဘဝနောက်ဆုံးဘဝရောက်လာတဲ့အခါမှာပေသပေါင်းသူတော်ကောင်းတို့အားလုံးသိကြတယ်သုတ္တရဏမင်းကြီးရဲ့နှမိဘရဲ့ခေါင်းကြီးကမေတော်မဟာမာယာဒေဝီပေါ့နော်သူကတော့မဟာပဇာပတိဂေါရမီညီမအရင်မှာပဲဘာကြောင့်မဟာပဇာပတိဆိုတာကဘာလဲဆိုတော့သူတို့မွေးဖွားလာတဲ့အချိန်တုန်းကလက္ခဏာဖတ်ကြတဲ့ပရောဟိတ်ပညာရှိတွေကဒီအမျိုးသမီးကိုကြည့်တဲ့အခါမှာဒီအမျိုးသမီးရဲ့ဝမ်းကြာတိုင်းမှာကိန်းအောင်ပြီးတော့မွေးဖွားလာမဲ့သားဟာတစ်ချိန်ချိန်မှာစัจ जा မင်းဖြစ်နိုင်တယ်ပေါ့နော်အလွန်တရာမှမြင့်မြတ်တဲ့သားကောင်းသမီးကောင်းများထွန်းကားနိုင်တဲ့သားသမီးကောင်းတို့ရဲ့မိခင်ဖြစ်နိုင်တယ်ဆိုတာကိုလက္ခဏာဖတ်တယ်ဒါကြောင့်မဟာပဇာပတိအလွန်ကြီးကျယ်မြင့်မြတ်တဲ့သားသမီးကောင်းတို့ရဲ့မိခင်ဖြစ်နိုင်တယ်လို့အဲ့ဒါလိုလက္ခဏာဖတ်လို့သူ့ရဲ့နာမည်ကိုမဟာပဇာပတိဂေါရမီဆိုတာကတော့သူ့ရဲ့အနွယ်ပေါ့နော်အဲ့ဒါလိုနဲ့ဦးဇင်းတို့ဒီပိသားအကြောင်းအရာတွေကိုတော့အချင်းချုပ်ပြီးတော့ပဲပြောပါမှာဟုတ်လားဒီလိုနဲ့ဦးဇင်းတို့သုတ္တရဏမင်းကြီးနဲ့လက်ဆက်လို့မေတော်မာယာကဘုရားလောင်းလေးကိုမွေးပြီးတော့9 ရက်နေတော့နတ်ရွာဆန်သွားတယ်ဒါပေတို့သိပါအဲ့ဒါလိုအမတော်ကဘုရားလောင်းတိတ္တထမင်းသားကိုဖွာပြီးတော့2 ရက် 3 ရက်လောက်အနေမှာမဟာပဇာပတိဂေါရမီကလည်းပဲသားယောက်ျားလေးမွေးတယ်အဲ့ဒါကနောက်တစ်ချိန်မှာနန္ဒမင်းသားရဲ့လို့ဖြစ်လာမယ်ပေါ့နော်အဲ့ဒါအမတော်နဲ့ရွာစာကန်တော်ကုံသွားတဲ့အခါကျတော့မဟာပဇာပတိဂေါရမီကသူ့ရဲ့သားအရင်ဖြစ်တဲ့နန္ဒကိုအထိန်တော်တွေနဲ့အပ်ပြီးတော့အမရဲ့သားဖြစ်တဲ့တူတော်ဘုရားလောင်းတိတ်တဲ့မင်းသားကိုသူကိုယ်တိုင်နှုတ်ကြိုတိုက်ကျွေးပြီးတော့မွေးခဲ့တာတော့သားအရင်ကိုသူများလက်အပ်ပြီးတော့တူကိုသားအရင်လို့မွေးခဲ့တာပေါ့နော်အဲ့လိုနဲ့ဦးဇင်းတို့ဘုရားလောင်းကနောက်ဆုံးတော့ထွက်လို့ဘုရားဖြစ်ဟုတ်လားဒီလိုနဲ့ကပိလနန်းတော်ပြန်ကြွလာတဲ့အခါမှာသူရဲ့သားနန္ဒကလည်းပဲမြတ်စွာဘုရားကနောက်တပိဋ္ဌာန်ရင်းနဲ့ခေါ်သွားလို့အကျိုးတရားရသွားတယ်ပေါ့လေယဟန်ပြုသွားတယ်ဒါတွေကအလုံးပေးတဲ့တို့သိပြီးသားနောက်ရာဟုလာကလည်းပဲအမွေတောင်းရင်းနဲ့ကိုရင်ဝစ်ပေးလိုက်တယ်ဟုတ်လားဆွေတွေမျိုးတွေတော်တော်များများကသာသနာ့ဘောင်ကိုရောက်ကုန်တယ်နောက်ဆုံးသုတ္တရဏမင်းကြီးကိုယ်တိုင်နော်အလွန်ကြီးမားတဲ့တက်တော်ရွယ်တော်ရလာပြီးတော့ပလင်ပေါ်မှာထိပြူအောင်မှာပဲသုတ္တရဏမင်းကြီးဟာပြိဋိဘံဆန်ယန္နာဖြစ်ပြီးတော့ပြိဋိဘံဆန်အဲ့ဒီလိုမျိုးဆွေတွေမျိုးတွေအကုန်လုံးယန္နာဖြစ်တဲ့လူကဖြစ်သာသနာ့ဘောင်ရောက်တဲ့လူကရောက်ဆိုတော့ဒီမိတွေတော်ဂေါရမီကယဟန်ပြုခြင်းစိတ်ပေါက်တယ်အဲ့ဒီမှာဦးဇင်းတို့သူနဲ့ပါရမီဖြည့်ပဲဘဝပေါင်းများစွာပါရမီအတူတူဖြည့်လာတဲ့တာဂီဝင်မင်းသားတို့ရဲ့မိဖုရားတွေစုလိုက်ရင်900လောက်ရှိတယ်အဲ့ဒီမိဖုရား900ကသူတို့ရဲ့လင်းယောက်ျားတွေကယဟန်ပြုသွားကြတာသူတို့ရဲ့အကြောင်းတွေကပြောရရင်လည်းပဲတော်တော်များများရှည်လေရမယ်ပေါ့ဦးဇင်းတို့ရောဟိနီမြေကြီးကိုအကြောင်းပြုပြီးတော့တာဂီဝင်မင်းအချင်းချင်းစစ်ဖြစ်ကြမယ်ဆိုတာပေးတို့သိတယ်လေမြတ်စွာဘုရားကကောင်းငင်ကနေပြီးတော့ငြိမ်းချမ်းရေးတရားဟောလို့တာဂီဝင်တွေစစ်မဖြစ်တော့အဲ့ဒီမှာနောက်တော်မှာမြတ်စွာဘုရားရဲ့ကျေးဇူးကိုမြင်မိကြတာတကယ်လို့သာမြတ်စွာဘုရားကြွပြီးတော့တရားမဟောဘူးဆိုလို့ရှိရင်အများကြီးသေကုန်မှာပေါ့အခုမြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်အသက်မသေးကြဘူးဒါကြောင့်တာဂီဝင်တွေတင်တို့ရဲ့ဘက်ကမင်းသား250တို့ရဲ့ဘက်ကမင်းသား250ယဟန်ပြုရမယ်လို့အတင်းခိုင်းတဲ့သဘောပေါ့နော်အဲ့ဒါနဲ့မင်းသား900ရဟန်းပြုကြတာသာသနာ့ဘောင်မှာမပြောပါဘူးဒါပေမဲ့နောက်တော့မြတ်စွာဘုရားကသူတို့ကိုတကိုးနဲ့နော်ခရီးဒေသစာတွေခေါ်သွားပြီးတော့တရားဒေသနာများဟောလို့နောက်တော့အရိယာတွေဖြစ်သွားကြတယ်ယဟန္တာတွေဖြစ်သွားကြတာမဟာသမယတုတ်ကိုဟောတယ်ဆိုတာအဲ့ဒီယဟန္တာ900ကိုဟောတာပဲမနေ့တုန်းကမဟာသမယနေသတိထားမိကြရဲ့လားနော်အဲ့ဒီမင်းသား900ရဲ့ဇနီးဟောင်းမိဖုရား900ရှိတယ်
အဲ့ဒါကမဟာဗဇယပတိဒီမိဘရဲ့ခေါင်းကြီးတွေကိုချင်းကပ်ပြီးတော့သူတို့လည်းပဲအဘိက္ခုနီမလှုပ်ခြင်းနဲ့ယဟန်ဝတ်ခြင်းနဲ့ပေါ့ဒါပေမဲ့အဲ့ဒီတုန်းကယဟန်မဆိုတာမရှိဘူးအဲ့ဒါနဲ့မြတ်စွာဘုရားကိုခွင့်တောင်းတယ်မြတ်စွာဘုရားခွင့်မပြုဘူးမိန်းမတွေသာသနာပေါင်းဝင်ခွင့်မပေးဘူးပေါ့နော်ဒီလိုနဲ့ခွင့်တောင်းလို့မရတဲ့အခါကျတော့နောက်တော့ဘာဖြစ်လဲဆိုတော့ဂေါတမီကကိုယ်တိုင်ပဲကရုံတုံးလိုက်တယ်သင်္ကန်းကိုဒီတိုင်းပဲဝတ်လိုက်တယ်ဟုတ်လားဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်အဲ့လိုမိဖုရား900ကိုလည်းအဲ့လိုပဲကရုံတုံးပြီးတော့ဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်ပေါ့တခါတည်းစွန့်ခဲ့တာမြတ်စွာဘုရားကိုညင်းလို့မရအောင်သွားပြီးတော့ရှောက်မယ်ပေါ့နော်ဒါပေမဲ့ဟိုရောက်တဲ့အခါကျတော့သူတို့မဝင်ရဲဘူးအဲ့ဒါနဲ့ရှင်အနန္ဒာကိုအကူကြီးတောင်းလို့ရှင်အနန္ဒာကခေါင်းဆောင်ပြီးတော့မျိုးသမီးတွေကိုသာသနာပေါင်းဝင်ခွင့်ပေးဖို့တနည်းအားဖြင့်ယဟန်ပြုခွင့်ပြုဖို့မြတ်စွာဘုရားကိုရှောက်အဲ့တော့မြတ်စွာဘုရားကတကြိမ်နဲ့တော့ခွင့်မပြုဘူးနော်အဲ့လိုမျိုးချိန်ချင်းတောင်းပန်တော့ခါမှာမြတ်စွာဘုရားအေးတဲ့အဲ့လိုဆိုလို့ရှိရင်ဒီဂေါတမီဟာအခုငါပြောမယ့်ဂရုဒံ၈ပါးကိုလိုက်နာနှိုင်နေဆိုရင်သူယဟန်မှာဖြစ်ပြီလို့အောင်းမေးလိုက်တော့ဆိုပြီးတော့ဂရုဒံ၈ပါးဆိုတာကိုအဲ့ဒီမှာမြတ်စွာဘုရားပြည့်ညက်တယ်ပေါ့နော်အဲ့ဒါလေးကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့ဘုဒ္ဓတာမှတ်ရမယ်ဟုတ်လားနံပါတ်1ဂရုဒံကဘာလဲဆိုတော့ဝါတရားရတဲ့ယဟန်မပင်ဖြစ်စေကမူဒီနေ့မှယဟန်ပြုသစ္စာဖြစ်တဲ့ယဟန်ကိုရှိခိုးရမယ်ခရီးဥကြိုဆိုပြုရမယ်လက်ဥချီရမယ်အယုသေးပေးရမယ်ဒါတစ်ချက်ပါနော်အချင်းချုပ်လေးတွေပဲပြောမယ်နော်နောက်ပြီးတော့နံပါတ်2ကဘာပြောဆိုတော့ဒီယဟန်မတွေဟာယဟန်ယောက်ျားတို့နဲ့မနီးတဲ့ကြောင်းတိုက်တင်မှာဝါမကတ်ရဘူးတဲ့အလွန်ဝေးတဲ့နေရာမှာဝါမကတ်ရဘူးယဟန်ယောက်ျားတွေနဲ့နီနီနာနာမှာနေရမယ်ပေါ့နော်ဒါကိုလည်းပဲမလွန်ကျူးအပ်ဖို့ပေါ့အသက်ထက်ဆုံးမလွန်ကျူးရဘူးပေါ့နော်နောက်နံပါတ်3ကဘာပြောလို့ဆိုတော့ယဟန်မိန်းမတွေဟာလာခွဲတစ်ချိန်ယဟန်တန်ခါမှနော်ဥပုပ်မေးရမယ်အစုံအမကိုခံယူခြင်းကကတ်ရောက်ရမယ်ဤနှစ်ပါးကိုလိုချင်တောက်တမှုရှိရမယ်နော်လာခွဲတစ်ချိန်ပေါ့နော်ဥပုပ်မေးရမယ်အစုံအမကိုခံယူရမယ်နောက်နံပါတ်4ကဘာလဲဆိုတော့ဝါကျွတ်ပြီဆိုလို့ရှိရင်တဲ့အဲ့ဒီယဟန်မိန်းမတွေဟာဘိက္ခုတန်ကဘိက္ခုနိတန်ကနှစ်ဖက်မှာမြင်ချင်းကြားချင်းယွန်ရှာချင်းဤသုံးဌာနတို့ဖြင့်အပြည့်ရှိခဲ့သောပြောဆိုဆုံးမရန်ဖိတ်ကြားမှုပဝါဒနာကိုပြုရမယ်တဲ့ပဝါဒနာဆိုတဲ့အသုံးနှုန်းပေးတဲ့တို့ကြားဦးတယ်နော်အဲ့ဒါကအလွန်မြတ်နိုးစရာကောင်းတယ်သူကပဝါဒနာဆိုတာဖိတ်ကြားတာဘလို့ဖိတ်ကြားတာဆိုတော့ဟိုလူပြောမယ်နော်ငါမှာမကောင်းတာတွေများမင်းမြင်တာရှိရင်ငါအကြောင်းမကောင်းတာတွေကြားတာများရှိရင်ငါမှမကောင်းမှုရေလားလို့ယုံမတန်တရားဖြစ်เสียမင်းမှများရှိရင်အဲ့ဒါကိုထောက်ပြပြီးတော့ငါ့ကိုပြောပါအလွန်မှမျက်နှိုးစရာကောင်းတဲ့အလေးချင်းတော့ဟုတ်လားကိုယ်အပြစ်ရှိရင်ပြောပါလို့ဖိတ်တာဟုတ်လားအပြစ်ကိုမြင်ချင်းကြားချင်းယုံမှရင်ငါမဟုတ်တာလုပ်နေတာများမင်းမြင်လားမြင်ရင်ပြောစမ်းပါငါမဟုတ်တာလုပ်နေတာကိုကြားလားကြားရင်ပြောစမ်းပါငါမဟုတ်တာလုပ်နေသလားလို့မင်းတန်တရားဖြစ်သလားတန်တရားဖြစ်တယ်ဆိုရင်တော့ပြောစမ်းပါမြတ်စွာဘုရားရဲ့သာသနာမှာပဲရှိရဲ့နော်ပဝါဒနာပြုတာအဲ့ဒါယဟန်ချင်းချင်းပဝါဒနာပြုတယ်ဆိုတာအဲ့ဒါဟုတ်လားအဲ့ဒါဝါကျွပြီဆိုရင်အဲ့ဒါယဟန်မိန်းမတွေဟာဘိက္ခုတန်ကဘိက္ခုနိတန်က2မျိုးရှိသွားတာ။အိုးအဲ့ဒီတန်ကနှစ်ဖက်မှာပဝါဒနာပြုရမယ်တဲ့အဲ့ဒီကျင့်ဝတ်တရားကိုလည်းယူသေးလေးမြတ်ပူဇော်လက်၍အသက်ထက်ဆုံးမလွန်ကျူးရဘူးတဲ့4မျိုးရှိသွားပြီနော်။နောက်5ခုမြောက်ကဘာတော့ဆိုတော့တန်ခါတိတ်တိတ်အဘတင့်ပြီဆိုလို့ရှိရင်တဲ့အဲ့ဒီဘိက္ခုနီမှာဘိက္ခုတန်ကဘိက္ခုနိတန်ကနှစ်ဖက်မှာ15ရက်တစ်ဖက်ခါကြအောင်မနတ်အကျင့်ကိုကျင့်ရမယ်ဒါကဝီနည်းစကားတွေဖြစ်သွားပြီနားလည်အောင်ပြောဖို့အရန်ခက်တယ်တန်ခါတိတ်တိတ်အဘဆိုတာယဟန်နေမှာဒုတိယအကြီးဆုံးအာဘပေါ့နော်ပထမအကြီးဆုံးအာဘကလူထွက်လိုက်မှသို့မဟုတ်ကိုရင်ကြီးဝတ်လိုက်မှပျောက်သွားတဲ့အာဘမျိုးအဲ့ဒါပါရာဇိကကြားတယ်ခေါ်တာပါတန်ခါတိတ်တိတ်အာဘဆိုတာဒုတိယအကြီးဆုံးအပြစ်ပေါ့နော်အဲ့ဒါသိပြီဆိုရင်တော့ယဟန်တွေကအဲ့ဒီအပြစ်ကိုကုသခြင်း6ရက်မာနကျင့်ရတယ်ဒါယဟန်တန်ခါအချင်းချင်းမဲကျင့်ရတယ်ဘိက္ခုနီတွေကြတော့အဲ့လိုမဟုတ်6ရက်နဲ့မရဘူး15ရက်ကျင့်ရမယ်ဘိက္ခုနီတွေနဲ့မကအောင်ဘိက္ခုတွေစီပါသွားပြီးတော့လည်းကျင့်ရမယ်အဲ့ဒီအပြစ်ကကြမ်းတမ်းတဲ့အတွက်ကြောင့်ကုသခြင်းလို့ရှိရင်ငါမှဒီပြစ်ကြီးတင့်နေပါလေဆိုတော့ထင်ရှားပြောရတာရှက်စရာကောင်းတယ်ရှက်ပြီးနောက်မလို့အောင်လို့မို့မြတ်စွာဘုရားကပြညတ်တာပေါ့နော်ဒါက5ခုမြောက်ယဟန်မတွေလိုက်နာရမယ်ဂရုဒံပေါ့ဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့6ခုမြောက်ကဘာလဲဆိုတော့ယဟန်မိန်းမဟာတဲ့မိမိရဲ့ထမှာနှစ်ပတ်လုံးသိက္ခာပုဒ်6ပါးကိုမကျိုးမပေါက်မပြောင်းမချအောင်ကျင့်ပြီးတဲ့သိက္ခမမကိုဘိက္ခုတန်ကဘိက္ခုနိတန်ကနှစ်ဖက်မှာယဟန်မပြုတ်ပေးရန်ကြောက်ကြဆိုင်ရမယ်ရှာမိရမယ်တဲ့ဒါပါပြောတာတော့ဘိက္ခုနီမဝေးရမယ်ဆိုရင်တောက်လျှောက်ဝေးပေးလို့မရ
နော်သိက္ခမအကျင့်ဆိုတာကိုသူက2နှစ်ကျင့်ရတယ်သိက္ခာပုဒ်6ပါးရှိတယ်အဲ့ဒါကိုကျင့်ပြီးတော့မှကျင့်တတ်ပြီဆိုတော့မှသူ့ကိုဘေကုဏီပြုခွင့်ပေးတာဒါကအမျိုးသမီးတွေကိုနှိပ်ကွတဲ့သဘောမျိုးမဟုတ်ဘူးနော်အမျိုးမျိုးရှိတာ哦လူတွေကအထူးသဖြင့်တရားနာနေတဲ့လူကလည်းအမျိုးသမီးတွေကြီးပဲဟုတ်လားများစွာသောအပြစ်တွေဟာအမျိုးသမီးတွေမှာတည်တယ်လို့ဒီလိုသမုတ်ကြတယ်တဲ့နှိမ်ပြောတာမဟုတ်တဘာဝကလည်းအဲ့ဒီတိုင်းရှိတယ်ဟုတ်လားဒါကြောင့်မို့လို့မဖြစ်ခင်အစားကြိုတင်ပြီးတော့မြတ်စွာဘုရားအများကြီးတားဆီးတဲ့အပိုင်းပေါ့ဟုတ်လားအဲ့လိုမျိုးသိက္ခမံကိုနော်2နှစ်ပတ်လုံးနော်ကျင့်ပြီးလို့ရှိရင်ဘိက္ခုတန်ခါဘိက္ခုနီတန်ခါနှစ်ဖက်မှာယဟန်ခံမှာယဟန်ဖြစ်တယ်ယဟန်နေယဟန်ခံခြင်းနဲ့ဆိုရင်ဘိက္ခုတန်ခါတစ်ဖက်ထဲမှာယဟန်ခံလိုက်ရင်ဖြစ်တယ်မျိုးသမီးတွေခံခြင်းယဟန်ခံခြင်းလို့ရှိရင်ဘိက္ခုတန်ခါဘိက္ခုနီတန်ခါနှစ်ဖက်မှာယဟန်ခံရတယ်နောက်နံပါတ်9ကဘာလဲဆိုတော့ယဟန်မသည်တဲ့ယဟန်ယောက်ျားကိုတစုံတစ်ခုသောအကြောင်းများဖြင့်မဆေးရရမရေရွတ်ရဤကျင့်ဝတ်တရားကိုယုတ်တိလေးမြတ်ပူဇော်လက်ရအသက်တဆုံမလွန်ကျူးအပ်တယ်ဘာကြောင့်မှမဆဲရဘူးတဲ့ဟုတ်လားနော်စဉ်းစားနော်မျိုးသမီးတွေကဆဲရတာများဝါသနာပါတယ်ဆိုတာမြတ်စွာဘုရားသိတော်မူလို့လားလို့ဒါဥစ္စာစာပိုင်ရင်းနဲ့စဉ်းစားကြည့်တာပေါ့နော်နောက်8ခုမြောက်ကဘာလဲဆိုတော့ယနေ့ကစပြီးတော့တဲ့ယဟန်မိန်းမတွေဟာယဟန်ယောက်ျားတို့ပေါ်မှာအစုံမဩဝါဒစကားပြောကြားမှုကိုတားမြစ်ပိတ်ဆို့အပ်၏နော်ဘေကုဏီတွေကဘေကုတွေကိုစုံမတာကိုဒီနေ့ကစပိတ်လိုက်ပြီတဲ့ဟုတ်လားယဟန်တွေကသာလဲယဟန်မိန်းမတွေကိုစုံမရမယ်တဲ့ဟောအဲ့တော့ဒကမာကြီးတွေကတို့တော်တော်နှိပ်ကွတာပဲလို့ထင်မယ်ဆိုရင်တော့ထင်စရာမရှိဘူးလားရှိရတော့ဒါပေမဲ့မြတ်စွာဘုရားအလုံးစုံကိုမြင်တော်မူတဲ့တပ်ပင်ယုဒဉာဏ်နဲ့ကြည့်ပြီးတော့ဒါလှုပ်တဲ့လှုပ်ထိုက်လို့လှုပ်ထားတယ်ဆိုတာကိုကျွတ်တို့နားလည်မှုပေးနိုင်မှုမလိုဘူးလားလိုတယ်နော်အဲ့ဒါဘာလဲဆိုတော့ကရုဒံ8ပါးအဲ့ဒီကရုဒံ8ပါးကိုလိုက်နာနိုင်တယ်လို့အမခံရင်ဂေါတမီဟာယဟန်ဖြစ်တယ်ယဟန်ခံရကိုမလိုသူယဟန်ဖြစ်သွားတယ်ဟုတ်လားအဲ့ဒီခုနတုန်းကမိဖုရား900ကယဟန်အသွင်ယူလာတဲ့နော်ဘေကုဏီမတွေကြတော့သူကအဲ့တော့ဘေကုဏီဆိုတာမရှိသေးတဲ့အတွက်ကြောင့်ဘေကုတန်ကတစ်ဖက်သေးကပဲသူတို့ကိုရန်ခံပေးလိုက်တယ်သဘောပေါက်လားမသိဘူးနောက်မှဖြစ်လာမဲ့ဘေကုဏီတွေကတော့ဘေကုရောဘေကုဏီရောနှစ်ပါးစုံရဟန်းခံပေးမှရတယ်ဟုတ်လားဒါကဦးဇင်းတို့ရသော်ဘုရားရဲ့သာသနာမှာဘေကုဏီတန်ခါကိုစတင်ပြီးတော့ဖြစ်ပေါ်လာအောင်ဆောင်ရွက်ခဲ့တဲ့ဒီဒီမာကြီးရဲ့အကြောင်းပေါ့နော်အဲ့လိုနဲ့ဦးဇင်းတို့ပြောရင်တဲ့အကြောင်းအရာတွေကများတော့ခတ်သက်သွားရမယ်ဟုတ်လားဒါကကရုဒံ8ပါးအကြောင်းဘုဒ္ဓတာပြောပြတာဒီလိုမှမပြောရင်လည်းပေးတဲ့တို့မှတ်သားရဖို့သိပြီးတော့မလွယ်လှဘူးနော်ဒါတွေကဝီနီပိုင်းဆိုင်ရာတွေဆိုတော့ရှာပွေဝေပြောတဲ့ဘုန်းကြီးနဲ့တွေ့မှဒကမာကြီးတို့နာခွင့်ရမှာခုဒီခေတ်ကဘေကုဏီတန်ကလည်းရှိတော့တာမဟုတ်ဘူးနော်ဘုဒ္ဓတာဟုတ်နော်အေးဆက်ပြီးတော့ဘုန်းတို့ဗာပြောချင်တော့ဆိုတော့ဒီဂေါတမီထေရီမာကြီးယဟန္တာဖြစ်အောင်မြတ်စွာဘုရားဟောခဲ့တဲ့တရားပေါ့နော်အဲ့ဒါကဦးဇင်းတို့အင်္ဂုတ္တပါဠိတော်အထက်ကနိဗ္ဗတ်ထဲမှာတန်ခိတ္တသုတ်တံဆိုတာရှိတယ်တန်ခိတ္တဆိုတာအချင်းချုပ်လို့အဓိပ္ပာယ်ရတယ်အဲ့ဒီတရားလေးကိုနားပြီးတော့ဒီမာကြီးကအဲ့ဒီတရားနဲ့ကျင့်သုံးလို့ယဟန္တာဖြစ်တာအဲ့ဒီတရားလေးကလည်းပြောစရာကောင်းတယ်အဲ့ဒါလေးကိုဆက်ပြီးတော့မှတ်သားမယ်နော်ခါတစ်ပါးမှာယဟန်ပြုပြီးမကြခင်ပေါ့မြတ်စွာဘုရားရဲ့ထံကိုချဉ်ကပ်ပြီးတော့ဂေါတမီထေရီမာကြီးကတာတုမေဘန္တိဘဂဝါတန်ခိတ္တေနဓမ္မံဒေတိတုမြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ကိုအချင်းချုပ်အားဖြင့်တရားကိုဟောပါရမဟံဘဂဝါတောဓမ္မံသုတ်တဝါမြတ်စွာဘုရားအဲ့ဒီတရားကိုဟောလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီတရားကိုနားပြီးလို့ရှိရင်ဘုရားတပည့်တော်ဟာဧကာဝုပကတ္ထာအပ္ပမတ္ထာအာတာပိနိပဟိတ္တာဝိရေယံနော်တပည့်တော်တယောက်တည်းနေပြီးတော့ကျင့်မယ်တဲ့စိတ်ညင်ရရမှာချင်းကပ်ပြီးတော့ကျင့်မယ်မမေးမလျော့ကျင့်မယ်ပြင်းထန်တဲ့လုံလဝရိယနဲ့ကျင့်မယ်နိဗ္ဗာန်ကိုစိတ်လွတ်ထားတဲ့ကြောင်းဒီသောစိတ်နဲ့တပည့်တော်ကျင့်ပါမယ်နေပါမယ်တဲ့အမကန်ကျပေးပြီးတော့တရားတောင်းတာနော်တပည့်တော်အတွက်တရားအချင်းလေးဟောပါအဲ့ဒီတရားကိုနားပြီးရင်တပည့်တော်ဧကာတယောက်တည်းဝုပကတ္ထာစိတ်ညင်ရရမှာချင်းကပ်ပြီးတော့အပ္ပမတ္ထာမမေးမလျော့အာတာပိနိပြင်းထန်တဲ့လုံလဝရိယနဲ့ပဟိတ္တနိဗ္ဗာန်ရခြင်းတဲ့စိတ်တစ်ခုတည်းနဲ့နေပါမယ်တဲ့ငါချက်ပေါ့နော်အဲ့လိုမျိုးတရားတောင်းတဲ့အခါကျတော့မြတ်စွာဘုရားအချင်းကျုပ်ဆိုတဲ့အတိုင်းတကယ်ကိုအချင်းကျုပ်လေးပြောတယ်ဒါနဲ့အဲ့ဒီအချင်းကျုပ်လေးကအချင်းကျုပ်ဆိုပေမဲ့လို့8ခုရှိတယ်ဟုတ်လားဘာပြောတော့ဆိုတော့ရေခောတွန်ဂေါတမိဓမ္မေဇာနေယတိဂေါတမိတဲ့အခုပြောတဲ့တရားကိုသင်သိပါဘာပြောတော့ဆိုတော့ဣမေဓမ္မတရာဂာယသံဝတ္တန္တိနောဝိရာဂာယတဲ့ဒါလေးကနည်းနည်းရှင်းပြဖို့လိုတယ်နော်ဒီတရားတွေဟာတရာဂာယတံဝတ္တန္တိယာဂတွေတိုးပွားဖို့အတွက်ဖြစ်တယ်နောဝိရာဂာယစွ
ဆွဲမဲ့မှုဆိုတဲ့ຢာကငြိမ်းဖို့အတွက်မဖြစ်ဘူးတဲ့ဒါဆိုလို့ရှိရင်အဲ့ဒီတရားဟာဧကံတေနဂေါတမိဓာရေယတိနေသောဓမ္မောနေသောဝိနယောနေတံတတ္ထုသာသနာအဲ့ဒီတရားဟာသေချာပေါက်မှတ်လိုက်ပါတဲ့အဲ့ဒါတရားမဟုတ်ဘူးတဲ့နေသောဝိနယောအဲ့ဒါဝိနီးဝိနယမဟုတ်ဘူးတဲ့နေတံတတ္ထုသာသနာအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့နော်ဒီတရားဟာဆွဲမဲ့ခြင်းဆိုတဲ့ຢာကတွေတိုးပွားဖို့ဖြစ်တယ်ဆွဲမဲ့ခြင်းဆိုတဲ့ຢာကတွေချုပ်ငြိမ်းဖို့အတွက်မဖြစ်ဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားအဆုံးအမမဟုတ်ဘူးတဲ့နားလည်လားမသိနော်နေသောဓမ္မောဒါတရားမဟုတ်ဘူးတရားဆိုတာအပေလေးပါးကိုမကြမရောက်အောင်စောင့်တက်လို့တရားလို့ခေါ်တာဟုတ်လားဒီတရားကຢာကတိုးပွားဖို့ပဲဖြစ်တယ်ຢာကချုပ်ငြိမ်းဖို့မဖြစ်ဘူးဆိုရင်ဒါစောင့်ထားလိုက်တဲ့တရားမဟုတ်ဘူးပေါ့နော်ဝိနည်းဆိုတာကိလေသာကိုနော်ပေရှားတတ်တဲ့သဘောလို့အဓိပ္ပာယ်ရတယ်နော်ဒါဟာကိလေသာကိုပေရှားတတ်တဲ့သဘောတရားမဟုတ်ဘူးပေါ့တတ္ထုသာသနာဆိုတာမြတ်စွာဘုရားအဆုံးအမကိုပြောတာဟုတ်လားနော်ຢာကတိုးပွားနေမယ်ຢာကတွေချုပ်ငြိမ်းဖို့မဟုတ်ဘူးဆိုရင်ဒါမြတ်စွာဘုရားအဆုံးအမမဟုတ်ဘူးလို့ပြောတယ်ဒါတစ်ချက်နော်နောက်ဦးဇင်းတို့ဗာပြောတော့ဣမေဓမ္မတန်ယောဂာယတံဝတ္တန္တိနောဝိတံယောဂာယတဲ့တွဲထပ်လာတယ်နော်ဟောဒီတရားတွေဟာတဲ့တန်ယောဂာယနော်ဝိစင်းရဲမှာရှင်တွဲဖို့အတွက်ပဲဖြစ်တယ်ဝိစင်းရဲချုပ်ငြိမ်းဖို့မဟုတ်ဘူးဆိုရင်ဒါတရားမဟုတ်ဒါဝိနည်းမဟုတ်ဒါမြတ်စွာဘုရားအဆုံးအမမဟုတ်ဘူးတဲ့ဟုတ်လားနှစ်တွဲရှိပြီနော်ဒီတရားကဝိစင်းရဲမှာရှင်တွဲဖို့ပဲဖြစ်တယ်ဝိစင်းရဲကလွတ်ကင်းဖို့အတွက်မဟုတ်ဘူးဆိုရင်ဒါတရားမဟုတ်ဘူးဒါဝိနည်းမဟုတ်ဘူးဒါမြတ်စွာဘုရားအဆုံးအမမဟုတ်ဘူးတဲ့ဟုတ်လားနောက်တစ်တွဲကပါလာတော့အာစေယယတံဝတ္တန္တိနောအပစေယယတဲ့ဝိဒုက္ခတွေတိုးပွားခြင်းငါသာဖြစ်တယ်ဝိဒုက္ခချုပ်ငြိမ်းဖို့အတွက်မဟုတ်ဘူးဆိုရင်ဒါတရားမဟုတ်ဘူးဒါဝိနည်းမဟုတ်ဘူးဒါမြတ်စွာဘုရားအဆုံးအမမဟုတ်ဘူးတော့ဒါလုံးလိုက်လို့ဝိဒုက္ခတွေတိုးပွားလာဖို့ပဲရှိတယ်ဝိဒုက္ခချုပ်ငြိမ်းဖို့ဝိဒုက္ခဆိုတာဝါခန္ဓာတွေဖြစ်နေတာကိုပြောတာနော်ဟုတ်လားဒါဆိုရင်ဒါပါလေတရားမဟုတ်ဘူးဝိနည်းမဟုတ်မြတ်စွာဘုရားအဆုံးအမမဟုတ်ဘူးနောက်၄ခုမြောက်ကဘာပြောတော့မဟိစ္ဆဒါယတံဝတ္တန္တိနောအပိစ္ဆဒါယမဟိစ္ဆဒါယတံဝတ္တန္တိအလိုကြီးခြင်းငါဖြစ်တယ်နောအပိစ္ဆဒါယအလိုနေဖို့အတွက်မဖြစ်ဘူးဆိုရင်ဒါတရားမဟုတ်ဘူးဒါဝိနည်းမဟုတ်ဘူးဒါအဆုံးအမဖះအဆုံးအမဟုတ်ဘူးတဲ့တခုကိုလှုပ်လိုက်လို့လောဘတွေကြီးလာဖို့ပဲရှိတယ်လောဘတွေနည်းသွားဖို့မရှိဘူးဆိုရင်ဒါတရားလို့မမှတ်ရဘူးတဲ့ဒါတရားမဟုတ်ဘူးတဲ့ပြောရလေးကတော်တော်ကောင်းတယ်နော်ကြက်ကြလက်ကြအရင်ရှိတယ်ဟုတ်လားလေးတည်းရှိသွားနောက်၅ခုမြောက်ကဘာပြောတော့အတန်တုဋ္ဌိယတံဝတ္တန္တိနောတန်တုဋ္ဌိယမယောင်ရဲဖို့အတွက်ပဲဖြစ်တယ်ရောင်ရဲဖို့အတွက်မဖြစ်ဘူးဆိုရင်ဒါတရားမဟုတ်ဘူးဒါဝိနည်းမဟုတ်ဒါဘုရားဆုံးမမဟုတ်ဘူးတဲ့ရောင်ရဲတယ်ဆိုတာကိုခြေချဲပြောမှဆိုအများကြီးပြောလို့ရတယ်နော်အေးနောက်သင်္ကနိကာယသံဝတ္တန္တိနောပဝိဝေကာယတဲ့အပေါင်းဖော်တွေမှာမွေ့လျော်ခြင်းကသာဖြစ်တယ်တယောက်တည်းစိတ်ညင်ရရမှာနေဖို့အတွက်မဖြစ်ဘူးဆိုရင်ဒါတရားမဟုတ်ဘူးဒါဝိနည်းမဟုတ်ဘူးဒါမြတ်စွာဘုရားဆုံးမမဟုတ်ဘူးတဲ့ဒီမှာသင်္ကနိကာယအပေါင်းဖော်ဆိုတာကိုနှစ်မျိုးအဓိပ္ပာယ်နားလည်ရမယ်ပဂတိလူသားအသက်ရှိအပေါင်းဖော်ရှိတယ်လို့စိတ်မှာလည်းပဲလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေဟူသောအပေါင်းဖော်ရှိတယ်ဟုတ်လားပြင်ဘက်ကလည်းလူတွေနဲ့ပေါင်းတယ်အတွင်းတွေကလည်းလောဘဒေါသမောဟနဲ့ပေါင်းတယ်ဆိုရင်ဒါသင်္ကနိကာယခေါ်တာပေါ့နော်ဒါဆိုရင်ဒါတရားမဟုတ်ဘူးဝိနည်းမဟုတ်ဘူးမြတ်စွာဘုရားအဆုံးအမမဟုတ်ဘူးတဲ့နောက်ကောသစ္စာယတံဝတ္တန္တိနောဝိရိယရံပါယတဲ့ပြင်းရည်ခြင်းငါသာဖြစ်တယ်ပြင်းထန်တဲ့အထုံးမှုဖြစ်ခြင်းကမဖြစ်ဘူးဆိုရင်ဒါတရားမဟုတ်ဘူးဒါဝိနည်းမဟုတ်ဘူးဒါဘုရားဆုံးမမဟုတ်ဘူးတဲ့ဟုတ်လားနောက်ဆုံးဟာလေးကပြောကြကောင်းတယ်ဒုပရတာယတံဝတ္တန္တိနောသူပရတာယတိဒါဘာပြောတာလဲဆိုတော့အမွေးအမြူခတ်ဖို့သာဖြစ်တယ်မွေးမြူလွယ်ခြင်းကမဖြစ်ဘူးဆိုရင်ဒါတရားမဟုတ်ဘူးဒါဝိနည်းမဟုတ်ဘူးဒါမြတ်စွာဘုရားဆုံးမမဟုတ်ဘူးတဲ့မွေးမြူကခက်တယ်မွေးမြူကလွယ်တယ်သူပရမေတ္တာတုတ်ကိုရွတ်တဲ့အခါမှာတန်တုတကောစသူပရောစအပကိစ္ဆောစတန်လဟုကဟုတ်တိဟုတ်လားသူပရောစမွေးမြူလွယ်တယ်တဲ့မွေးမြူမလွယ်ဘူးဆိုရင်တရားမဟုတ်ဘူးတဲ့မွေးမြူလွယ်မှတရားပေါ့စံကျင်ပဲအပြန်ပြီးရင်ဟောမှာနော်မွေးမြူခက်တယ်ဆိုရင်ဒါတရားမဟုတ်အမွေးမြူမလွယ်ဘူးဆိုရင်တရားမဟုတ်အဲ့တော့အမွေးမြူခက်တယ်ဆိုတာဘာပြောတာတော့ကျွတ်တို့လူဝါကြီးရက်တည်နေတယ်ဆိုတာစာရေးဝေရေးနေရေးကျမ်းမာရေးပေါ့နော်အဓိကတော့စာဝတ်နေရေးနော်ဖြစ်တယ်လို့မစားနိုင်ဘူးဇာချဲ့နေတယ်ဘာမှမပါရင်မစားနိုင်ဘူးဘယ်မှလည်းမစားနိုင်ဘူးအမွေးမြူခက်တယ်
ဖြစ်တယ်လို့မဝတ်နိုင်ဘူးဝတ်တယ်ဆိုတာတကယ်တော့ရှက်ကြောက်လွန်ဖို့နဲ့ကျမကြီးနဲ့ညီဖို့အတွက်ဝတ်ကြရတာလေဟုတ်လားဘာရောင်မှဘာစားမှဘယ်ဒီဇိုင်းမှသွားပြီအဲ့ဒါအမွေးမြူပါဖြစ်တော့ခက်ပြီနော်ပေါ့ကိုစဉ်းစားတော့လက်တွေ့ကြကြနားလဲဖို့လိုတယ်နော်အဲ့လိုအမွေးမြူခက်နေရင်အဲ့ဒါဘာလဲတော့အဲ့ဒါတရားမဟုတ်ဘူးတဲ့အဲ့ဒါဝီနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အစိုးမှမဟုတ်ဘူးဒုက္ခဘယ်လိုမှငြိမ်းမှာမဟုတ်ဘူးနော်အမွေးမြူခက်နေတယ်အသက်ရှင်ရတဲ့သူအကြီးကြီးဘာလို့လဲလုံးပန်းနေရတယ်ဟုတ်လားဘာလို့ဘာအတွက်လုံနေမှကိုမသိဘူးเนาะတချို့လူတွေဟုတ်လားအဲ့လိုပဲနေရေးလဲစဉ်းစားကြည့်တကယ်ဆိုရင်နေတယ်ဆိုတာဘာလဲမိုးလုံလေလုံထဲမှာကျမကြီးနဲ့ညီအောင်နေရတာပဲလေဘလို့တိုက်နေမှာဘလို့ပုံစံထဲမှာဆေးရောင်ကဘာနဲ့မှာဟာကြွေပြားအစားဘာရောင်လေးကတ်ထားမှာဘာဖြစ်ကုန်ပြီတော့မွေးမြူရန်ခက်သွားပြီနော်ကိုယ့်ရဲ့ရှင်သန်ရေးကအဲ့လောက်ခက်သလားအသက်ရှင်ဖို့အတွက်အဲ့ဒါကတကယ်လိုအပ်သလားအဲ့ဒါတွေလုံနေလို့ရှင်ဘယ်အနှစ်သာရရှိတာလုံနိုင်တော့မလို့ဟုတ်တယ်မဟုတ်လားစဉ်းစားနော်အဲ့တော့လူလောကကြီးမှာဒီတရားချပြမယ်ဆိုရင်တော့အကုန်လုံးကအမဝင်ခွင့်မကြတွေပဲများလိမ့်မယ်ဟုတ်လားစားရေးမှာလည်းပဲဇာချဲ့နေကြတယ်အပူတွေကိုအလိုထင်းပြီးတော့လုံနေကြတယ်ဝိရေးမှာပေါ့နေရေးကြတော့ရှိရင်ရှိသလောက်လုံနေတာပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါဘာဖြစ်နေတာတော့အမွေးမြူခက်နေတာပေါ့နော်အဲ့ဒါနတ်ဒုပရတာယအမွေးမြူခက်နေတာအဲ့ဒါဆိုလို့ရှိရင်ဒါတရားမဟုတ်ဘူးအဆုံးမမဟုတ်ဘူးဝီနီးမဟုတ်ဘူးဘယ်နဲ့တွဲပြောလိုက်တော့ရှစ်တွဲတဲ့ဟုတ်လားနေသောဓမ္မောနေသောဝိနည်းရောနေတံတတုတာဒါမြတ်စွာဘုရားအဆုံးမမဟုတ်ပါဘူးတဲ့အဲ့ဒါနဲ့ဆန့်ကျင်ဘက်ရှစ်ခုထပ်ပြီးတော့ပြောမယ်ဆိုရင်အချိန်ထက်ကြာသွားမယ်နော်ဟုတ်လားဥမာဦးဇင်းတို့ပြောမယ်ဆိုရင်ဘယ်လိုပြောမလို့နော်ဝိရာဂယတံဝတ္တန္တိနောတရာဂယဝိရာဂယတံဝတ္တန္တိယာကကင်းခြင်းငါသာဖြစ်တယ်ယာကနဲ့တကွဖြစ်ခြင်းငါမဖြစ်ဘူးဒါဆိုလို့ရှိရင်အဲ့ဒါဧသောဓမ္မောဧသောဝိနည်းရောဧသောတတုတာဒါတရားပဲဒါဝိနည်းပဲဒါမြတ်စွာဘုရားအဆုံးအမဟုတ်လားအဲ့လိုပဲဦးဇင်းတို့ဝိတံယောဂာယတံဝတ္တန္တိနောတံယောဂာယနော်ဝိစင်းရဲနဲ့မရှင်ဘူးနော်ဝိစင်းရဲနဲ့ရှင်ခြင်းကိုပယ်တယ်ဒါဆိုလို့ရှိရင်ဒါတရားပဲစန့်ကျင်ဘက်အကုန်လုံးတည်တည်ချာချာပြန်ပြီးတော့တွဲတဲ့ရမယ်နော်အဲ့ဒါဘာလဲလို့မေးရင်တန်ခိတတုတ်ပဲနော်ဒါကိုဦးဇင်းတို့ကနှစ်သာရအနေနဲ့လက်တွေ့ကြကြဘလို့နားလဲမလို့မြတ်စွာဘုရားရဲ့တရားတော်ဆိုတာဒီလိုမျိုးအကျိုးရှိတဲ့အချက်၈ချက်ကိုဖြစ်ထွန်းစေမှသာလဲဒါမြတ်စွာဘုရားရဲ့တရားမြတ်စွာဘုရားရဲ့ဝီနီးမြတ်စွာဘုရားရဲ့အစုံအမလို့နားလေကြပါဟုတ်တယ်မဟုတ်လားအဲ့ဒါဦးဇင်းတို့ပေးတဲ့ပေါင်းတဲ့တော်တို့ဒါကနော်ဟောတာကအလွန်တရားမှဘယ်လိုပြောမလို့နော်တွေးတရားတွေနော်ပညာရှင်ဆန်းဆန်းဟောထားတဲ့ဟောပြောချက်တွေလို့လည်းဆိုနိုင်ပါတယ်နော်တခုကိုလှုပ်လိုက်လို့ဆွဲမဲ့ခြင်းကဖြစ်သွားတယ်ဆွဲမဲ့ခြင်းကင်းဖို့အတွက်မဖြစ်ဘူးဆိုရင်ဒါဘာဖြစ်နော်တရားလမ်းကြောင်းနဲ့သွေးဖီးနေပြီလို့နားလေရပါဘာလို့တိတိကျကျကြီးပြောမထားဘူးနော်အလွန်ကျေပြတ်နေမဟုတ်လားတခုကိုလှုပ်လိုက်တယ်လောဘတွေကြီးလာဖို့ပဲဖြစ်တယ်ဒါဆိုရင်တရားမဟုတ်တော့ဘူးလောဘကိုသေးသွားတဲ့လောဘကိုနည်းသွားစေတဲ့အရာမျိုးဖြစ်မှာမယောင်ရဲမတင်းနေတာတွေပဲတိုးလာမယ်ရောင်ရဲတင်းနေတာတွေမရှိဘူးဆိုရင်လည်းဒါတရားမဟုတ်အကုန်လုံးကိုဒါဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့အခြေချပြီးတော့နားလေဖို့မလိုဘူးလားလို့တယ်နော်ရှစ်တွဲတောင်မြတ်စွာဘုရားဟောထားတာဟုတ်လားဒါပါလဲလို့မေးရင်တန်ခိတသုတ်ပေါ့ဟုတ်လားအဲ့တော့ဆက်ပြီးတော့ဦးဇင်းတို့ပြောရင်တာကဂေါရမီထေရီမကြီးကိုတော်တိုင်ပြန်ပြီးတော့သူ့ဘဝဇာတ်ကြောင်းကိုပြောခဲ့တဲ့ဂေါရမီထေရီပါဒံဆိုတာကိုပြောရင်တာနော်သူကကာထာပေါင်း200ဝန်းကျင်လောက်ရှိတယ်လွန်တရားမှရှိလေရပါတယ်နော်အဲ့ဒီထဲမှာဦးဇင်းတို့ဖတ်ကြည့်တယ်နော်ဒီလိုအကြောင်းအရာလေးတွေကိုအသေးစိတ်လေးပြောရင်လည်းပြောဖို့ပြင်ဆင်ရတာလည်းပဲကောင်းတယ်ဘာကောင်းတော့ဆိုတော့စာဖတ်ဖြစ်တယ်ပေါ့နော်စာဖတ်တော့ဒီမကြီးတွေကိုပြောမယ်ဒကာကြီးတွေကိုပြောမယ်ဆိုတော့ဖတ်လိုက်တာကဘယ်သူမှမပြောရသေးခင်ကိုကဘာဖြစ်တော့အရင်သိရတယ်အဲ့ကြတော့အော်ဒါတွေကိုမတွေ့ဘူးသေးပါလားမသိဘူးသေးပါလားဟုတ်လိုက်တာလို့ကိုယ်စိတ်ထဲမှာလည်းကျင့်နေရတယ်ပေါ့နော်အဲ့တော့စိတ်ထဲမှာတချို့အကြောင်းအရာလေးတွေကိုလည်းပဲရွေးရတယ်ပေါ့ကိုကအချိန်နဲ့ပြောရတာဆိုတဲ့အခါကျတော့နောက်ဘယ်ဟာလေးကတော့အရေးပါတယ်ကိုယ်စိတ်ထဲမှာကိုထင်တာလေးပေါ့လေကိုကြိုက်မယ်ထင်တာလေးကိုလည်းသူများကိုကြိုက်မယ်လို့ထင်တတ်တာလေးကလည်းသဘာဝပဲကိုဟုတ်လားဒါကြောင့်အဲ့ဒီအလွန်ရှည်လျားတဲ့ဂါထာပေါင်းများစွာတဲ့ကနေပြီးတော့နော်တချို့တဝက်တန်တဲ့မြတ်ဒေါင်းစီဖို့လည်းလိုသေးတာကိုသူကအလွန်တရာမှစနစ်ကြတယ်ပရိနိဗ္ဗာန်စံဃာနီးလေးမှာသူပြောခဲ့တဲ့စကားတွေပေါ့နော်တချို့စကားတွေကအလင်္ကာမြောက်တယ်ပေါ့နော်စကားတွေကတင်စားပြီးတော့ပြောတဲ့အပိုင်းတွေလည်းပါတယ်အံ့ဩစရာကောင်းတယ်ဟောပြောတတ်လိုက်တာလို့စိတ်ထဲမှာခံစားရတယ်ပေါ့နော်အဲ့ဒါဦးဇင်းတို့
ဂေါတမီထေရီမာကြီးပြိဋိဘံစံတော်မယ်ဆိုတော့သူ့ရဲ့အသက်ကဘယ်လောက်ရှိသွားပြီလို့ဆိုတော့120တဲ့နော်အရန်ကိုရှည်လျားပြီနော်အသက်120အဲ့ဒီအချိန်မှာဓမ္မတာသဘောအရပြိဋိဘံစံကနီးပြီဆိုလို့ရှိရင်သူတို့ရဲ့အာယုသင်္ခါရအသက်ကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်တယ်ဆိုတာတဘာဝဓမ္မတာပေါ့နော်ယန္တာရှင်မြတ်တယ်အဲ့တော့ဂေါတမီကစဉ်းစားတယ်တဲ့ဩဗုဒ္ဓတပြိဋိဘံနံတာဝကတ္တကတာဝကကယုဂတဝါရာဟုလာနန္ဒနန္ဒနာနာဟံလစ္ဆာမိပတိတုမြတ်စွာဘုရားပြိဋိဘံစန္ဒာရီအကတဝကအစုံပြိဋိဘံစန္ဒာရီရာဟုလာတို့အာနန္ဒာတို့နန္ဒတို့သူ့ရဲ့အမျိုးတွေလေနန္ဒဆိုရင်သူ့ရဲ့သားပေါ့နော်အာနန္ဒာကသူ့ရဲ့သူရာဟုလာကမြေးပေါ့အဲ့လိုဖျားမှုရှိတဲ့အကတဝကတွေသူ့ရဲ့ဆွေတွေမျိုးတွေပြိဋိဘံစန္ဒာကိုငါမကြုံရတော့ဘူးတဲ့ဆိုလိုတာကသူတို့ရဲ့အရင်သူပြိဋိဘံစံရလိမ့်မယ်ပေါ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုမလျှောက်ဘဲနဲ့ပြိဋိဘံစံရိုးထုံးစံလည်းမရှိဘူးဒါကြောင့်မြတ်စွာဘုရားကိုသွားပြီးတော့လျှောက်မယ်အာယုသင်္ခါရလွတ်ပြီးတော့ဘုရားထံခွင့်ပန်ပြီးတော့ငါပြိဋိဘံစံတော့မယ်လို့အဲ့လိုစဉ်းစားအဲ့တော့တိုက်ဆိုင်တယ်ပဲသူအဲ့လိုစဉ်းစားတဲ့အချိန်မှာပဲသူနဲ့အတူတူဘိက္ခုနီမပြုတ်ခဲ့တဲ့ယဟန္တာမထေရီမကြီး900အဲ့ချိန်မှာသူတို့လည်းယဟန္တာဖြစ်ပြီသူတို့ယဟန္တာဖြစ်ခြင်းရဲ့အကြောင်းကလည်းစိတ်ဝင်စားတဲ့အကောင်းတယ်စိတ်ဝင်စားတဲ့အကောင်းတာတွေကြီးပါပဲဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကနန္ဒကမထေရဆိုတာရှိတယ်အဲ့ဒီနန္ဒကမထေရကဘဝပေါင်းများစွာတခုသောဘဝတုန်းကဒီမိဖုရား900ကဖြစ်လာတဲ့ဘိက္ခုနီမ900ကသူ့ရဲ့မိဖုရားဟောင်းနေဖြစ်ခဲ့တာဒါကြောင့်မို့လို့မြတ်စွာဘုရားတရားဟောလို့သူတို့ကတရားတို့တရားမြတ်ရတာမဟုတ်ဘူးနော်ရှင်နန္ဒကဟောတဲ့တရားကိုနာပြီးတော့တရားတို့ရတာအဲ့ဒါရှင်နန္ဒကကလည်းသိတယ်တရားဟောကလည်းအလွန်ကောင်းတယ်မြတ်စွာဘုရားယဟန်တွေကိုဘိက္ခုနီမတွေကိုစုံမမယ်လို့အမြဲတမ်းတာဝန်ပေးတယ်ပေါ့ဒါပေမဲ့ तू ကသွားပြီးတော့မစုံမဘူးဘာဖြစ်လို့လဲဆိုတော့သူ့လိုပဲပုဗ္ဗေနိဝါဒနုဒတိအဘိညာဉ်ရတဲ့ယဟန်တွေကသူ့ကိုနော်ပြောင်းမလှောင်မပြောင်းတာလောင်တာဆိုတာနည်းနည်းသိနေပေါ့ तू ရှက်တယ်ပေါ့ဒါသူနဲ့တစ်ချိန်လုံးကအဆက်ဆက်ရှိခဲ့တဲ့မိဖုရားဟောင်းတွေဆိုတာသိတော့ခုချိန်ထိတော့တန်ရောစင်မကုန်သေးဘူးလားဘလို့လားညာလို့လားပြောခါမှာ तू နည်းနည်းစိုးရင်လည်းဒါကြောင့် तू ကရှောင်းနေတာမသွားဘူးဒါပေမဲ့ခက်တာကအဲ့ဒီဘိက္ခုနီမ900ကလည်းပဲနော်တစ်ချိန်လုံးကရှိခဲ့တဲ့တန်ရောစင်ကမတိမတာရှိတယ်ဒါတွေကအရန်ဆန်းကျင်တဲ့ကိစ္စလို့ဦးဇင်းထင်တယ်သိလားမတိနိုင်မဲနဲ့မတိရဘဲနဲ့စိတ်ထဲမှာဖြစ်နေတဲ့ကိစ္စပေါ့နော်သူ့ရဲ့တရားနာရမှလည်းသူတို့ကတရားတို့ရမှာအဲ့ဒါနဲ့မြတ်စွာဘုရားလည်းသိတော်မူတဲ့အခါကျတော့အဲ့ဒီနန္ဒကကိုတိုက်တွန်းတယ်ပေါ့သွားပြီးတော့သုံးပါပါဆိုတော့အဲ့ဒီမှာသွားပြီးတော့တရားဆုံးပါတာဘုံဘုံတော်ဟောတာလည်းရှိပါနန္ဒကောဝါဒသုတ်တံဆိုတာနော်အာယတနာ6ပါးနဲ့ပတ်သက်ပြီးတော့ဟောတာပေါ့ပြောရပါစို့တို့ပြောရရင်သူတို့ရှင်နန္ဒကရဲ့ဩဝါဒတရားစကားကိုနားပြီးတော့ယဟနာဖြစ်တယ်ယဟနာဖြစ်ပြီးတဲ့အချိန်ကစလို့နော်သူတို့ဟာအများကျိုးတို့ပဲဆောင်ရွက်ပြီးတော့ဒီလိုပဲနေလာကြတာပေါ့အဲ့လိုနေလာရင်းနဲ့ဂေါတမီထေရီကစောစောကပြောသလိုပြိဋိဘံစံဖို့စဉ်းစားအဲ့ဒီအချိန်မှာလည်းသူတို့ကလည်းပြိဋိဘံစံဖို့စဉ်းစားကြတာသူတို့လည်းအာယုသင်္ခါရကုန်နေပြီတရထဲမှာပြိဋိဘံစံပါနော်အဲ့ဒါသူတို့လည်းပဲအာယုသင်္ခါရလွတ်မဲ့မြတ်စွာဘုရားကိုရှ िख ိုးဥချခွင့်ပန်ပြီးတော့ပြိဋိဘံစံမယ်လို့အဲ့လိုမျိုးလဲကြံစီလိုက်တဲ့အခါမှာဘာဖြစ်တော့ဆိုတော့ငလျင်တွေအကြီးကျယ်လှုပ်တယ်တဲ့နတ်စီတွေမြည်တယ်တဲ့တချို့နတ်တွေကငိုကြတယ်တဲ့ဟုတ်လားအဲ့လိုမျိုးမြည်လှုပ်တာတွေနတ်စီမြည်တာတွေအကြောင်းဆောင်နတ်တွေကငိုတဲ့အခါကျတော့နော်အဲ့ဒါဂေါတမီကဘိက္ခုနီမတွေနဲ့နော်အတူတကွာတဲ့ဘိက္ခုနီမတွေကဘာလို့ဒီလိုတွေဖြစ်တာတော့ထိတ်လန့်စရာတွေဘာလို့ဖြစ်တော့ဆိုတော့ထေရီမာကြီးတွေကိုသွားပြီးတော့ရှောက်တော့အာယုသင်္ခါရလွတ်လိုက်လို့နော်မြတ်စွာဘုရားကိုခွင့်ပန်မယ်ပြိဋိဘံစံမယ်လို့စိတ်ကူးလိုက်လို့နော်ဒါတွေဒီလိုဖြစ်တာလို့အဖြေပေးတဲ့အချိန်မှာသူတို့မှလည်းအဲ့ဒီစိတ်ကူးရှိတယ်ဆုံးဖြတ်ချက်ရှိတယ်အဲ့မှာအကုန်လုံးအတူတူဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ဒီចောင်းဆောင်နတ်တွေကိုသူတို့ရဲ့အပြစ်တွေများရှိမယ်ဆိုရင်တီးခံပါဒါလောက်ဆုံးမြင်ချင်းပါဆိုပြီးတော့အဲ့ဒီနတ်တွေအနီးဝန်းကျင်မှာရှိတဲ့လူတွေကိုပြောတာအဲ့ဒီမှာသူပြောတဲ့စကားလေးတွေကမှတ်သားစရာပေါ့နော်စရာဝမစ္ဆုဝါယထာအပိယဟိတမဂမောပိယဟိနဝိယောဂတိတံဝစိတ်တံအသင်္ခတံအဓိပ္ပာယ်ကဘာပြောတော့ဆိုတော့နိဗ္ဗာန်ဆိုတဲ့တရားမှာစရာဝအိုခြင်းဆိုတာလည်းမရှိဘူးမစ္ဆုဝါသိခြင်းဆိုတာလည်းမရှိဘူးတဲ့အပိယဟိတမဂမောမချစ်တဲ့တတ္တဝသင်္ခါရတွေနဲ့အတူရှင်တွဲပြီးတော့နေရတယ်ဆိုတာလည်းမရှိဘူးတဲ့ပိယဟိနဝိယောဂောတဲ့ချစ်တဲ့လူတွေနဲ့ကိုယ်ကွင်းရတယ်ဆိုတာလည်းမရှိဘူးတဲ့အဲ့ဒီအသင်္ကတတ
နိဗ္ဗာန်ကိုငါဝင်လိုက်မယ်သွားလိုက်မယ်သွားတော့မယ်လို့အဲ့လိုပြောတာအဲ့နိဗ္ဗာန်ရဲ့သဘောလေးကိုပြောတာနော်ဒါကအပေါ်ယံကြည့်မယ်ဆိုရင်လည်းပဲတော့သိပြီးတော့မလေးနဲ့တလို့ထင်ရပါမလို့ထဲထဲဝင်ဝင်တွေးကြည့်မယ်ဆိုရင်လည်းလေးနဲ့တာကိုတွေးရတယ်နိဗ္ဗာန်မှာအိုတာသေတာမချစ်တာတွေနဲ့တွဲရတာချစ်တာတွေနဲ့ကွဲရတာဆိုတော့နိဗ္ဗာန်မှာမရှိဘူးတဲ့အကျဉ်းမြင်လေးပဲပြောလိုက်တဲ့သဘောပေါ့ဟုတ်လားအဲ့လိုပြောတဲ့အချိန်မှာဦးဇင်းတို့မြတ်စွာဘုရားကြီးကိုသွားပြီးတော့ခွင့်ပန်ကြမယ်ဆိုတော့ဘေကနီမ900ချမ်းရမ်းပြီးတော့ကျောင်းကနေထွက်အဲ့လိုကျောင်းကနေထွက်တဲ့အခါကျတော့ရင်းနှီးတဲ့ကြည်ညိုကြတဲ့တက္ကမတွေကလည်းရှိတာ哦နတ်တွေကလည်းရှိတာ哦အဲ့ဒါတွေကငိုကြတဲ့အခါမှာသူတို့ငိုပုံငိုနီးလေးကလည်းတစ်မျိုးလေးပဲအဲ့ဒီမှာအကုန်လုံးမှတ်တမ်းတင်ထားတယ်ဟုတ်လားဘေခုနီနီလျောတုံညောဘုဒ္ဓတာယိဝိနာယပပတိဝိယတာရာယောနတိတန္တိစီနောရတာတဲ့ဒီဘက်ကဘာပြောလို့ဆိုတော့နော်ဒီဘိက္ခုနီမတွေဟောဒီကျောင်းကထွက်သွားပြီလဲဆိုရောဟောဒီဘိက္ခုနီမကျောင်းကြီးကအကုန်လုံးစိတ်သုံးသွားတယ်တဲ့ဘာမှမရှိတော့ဘူးပေါ့နော်ဥပမာဘာနဲ့တူလဲဆိုတော့ပပတိဝိယတာရာယောတဲ့နော်မနှခင်လင်းလို့အလင်းရောင်ရောက်လာပြီလဲဆိုရောခြေတရားတွေအလုံးပျောက်သွားသလိုပဲတဲ့နော်မနှခင်လင်းတဲ့အချိန်မှာခြေတွေပါဖြစ်သွားတဖြည်းဖြည်းနဲ့ပျောက်သွားနော်ဘာမှမရှိတော့စိတ်သုံးသွားတယ်တဲ့အဲ့လိုမျိုးသူတို့ငိုကြရင်းနဲ့နော်ခင်္ဃာမြေကြီးကမြင့်ငယ်900ကိုယူပြီးတော့သမုဒ္ဒရာတွေကိုဝင်တယ်လို့မဟာပဇာပတိဂေါရမီဟာလည်းပဲမိဖုရား900ကဖြစ်လာတဲ့ရဟန္တာထေရီမ900ကိုယူပြီးတော့တပရိနိဗ္ဗာန်ဆံကြတော့မယ်ဆိုသူတို့ငိုကြတာအဲ့ဒီလိုငိုတဲ့အချိန်မှာဂေါရမီကသူ့ရဲ့တပည့်တွေပေါ့နော်သူ့ရဲ့တပည့်မတွေအဲ့ဒီအကုန်လုံးကိုသူတရားဟောတယ်အဲ့ဒီဟောတဲ့တရားလေးတွေကအလွန်ကောင်းပါတယ်ရူရိဒေနအလံပုဒ္ဒဟာတကလောယမေဇောပရိညာတမယဒုက္ခံဒုက္ခဟေတုဝိစီတော်တဲ့နော်သမီးတို့တဲ့ခေါ်ပုံလေးကဟုတ်တာရူရိဒေနအလံငိုကြွေးခြင်းဖြင့်တော်လောက်ပြီတဲ့မငိုကြတော့နဲ့ပေါ့ဟာတကလောယမေဇောတဲ့ဒီအချိန်ကပျော်ရမယ့်အချိန်တဲ့ဟာပြောပုံလေးကနော်ငိုကြွေးခြင်းကိုရက်လိုက်တော့ဒီအချိန်ကဘာလို့ရမယ့်အချိန်ပျော်ရမယ့်အချိန်တဲ့ပုရုဇဉ်တွေအနေနဲ့တွေ့မယ်ဆိုရင်တော့သေရမယ့်အချိန်ကပျော်ရမယ့်အချိန်လို့ပြောလိုက်တဲ့စကားကိုဘယ်လိုမှနားလည်နိုင်ကြကြောင်းမရှိဘူးနော်ဒါပေမဲ့သူတို့ကဒုက္ခဇတ်သိရမှာဆိုတဲ့အတွက်ကြောင့်အရိယာတို့ရဲ့အမြင်နဲ့ကြည့်မယ်ဆိုတော့ဒါပါလေပြောရမယ့်အချိန်ပေါ့နော်ပုထုဇဉ်တွေသေတယ်ဆိုတာကတော့ဒီဒုက္ခပြီးတော့နောက်ဒုက္ခရမယ့်သဘောယဟန္တာရှင်မြတ်တွေခက်ကြမ်းကြမ်းပြောရရင်သေတယ်ဆိုတာကဒုက္ခလုံးဝငြိမ်းသွားမယ့်သဘောတူပါသလားဘာမှမတူဘူးနော်ဒါကြောင့်မလို့ဟာတကာလောယမေဇောဒါဟာပျော်ရွှင်ရမယ့်အချိန်လို့သူကပြောတာဘာဖြစ်လို့လဲဆိုတော့တဲ့ပရိညာတမယဒုက္ခငါဟာဒုက္ခတွေရဲ့အကြောင်းကိုကောင်းကောင်းသိပြီတဲ့နော်ဘဝဒုက္ခဘဝဟာဒုက္ခဖြစ်တယ်ဆိုတာကိုငါအကုန်လုံးပိုင်းခြားပြီးတော့သိပြီတဲ့ဒါကြောင့်ဒုက္ခဟေတုဝိစီတော်တဲ့ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့သမုဒယသစ္စာကိုလည်းငါအကုန်လုံးပယ်လိုက်ပြီတဲ့ဒီရောတော်မေသစ္စိကတော်မေဃောစာပိသူဘာဝေတော်တဲ့နော်ချုပ်ငင်းရနိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုလည်းပဲငါမျက်မှောက်ပြုပြီးပြီမေဃသစ္စာကိုလည်းငါပွားများပြီးပြီပရိစိန်တော်မယတတ္တာနော်မြတ်စွာဘုရားကိုလည်းငါပြုစုလုပ်ကျွေးပြီးပြီကတံဗုဒ္ဓတသာသနာဘုရားရဲ့အဆုံးအမတွေကိုလည်းပဲတီးအောင်ငါပြုပြီးပြီတဲ့ပြောရလေးတွေအနှစ်ကလေးတွေကြီးပါပဲဟုတ်လားဘဝဟာဒုက္ခဖြစ်တယ်ဆိုတာကိုငါသိပြီဘဝဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့သမုဒယသစ္စာတဏှာလောဘကိုလည်းငါအကျွမ်းမဲ့ပယ်ဖြတ်ပြီးပြီဒါကြောင့်မို့လို့အငြိမ့်တဲ့ဖြစ်တဲ့နိဗ္ဗာန်ကိုလည်းငါမျက်မှောက်ပြုပြီးပြီမေဃသစ္စာကိုလည်းပဲငါဆုံးခန်းတန်ရောက်အောင်ပွားများပြီးပြီမြတ်စွာဘုရားကိုလည်းပြုစုပြီးပြီဘုရားရဲ့သာသနာကိုလည်းပဲငါတန်တမှာရောသူတစ်ပါးတန်တမှာတီးအောင်ပြုပြီးပြီတဲ့ဟုတ်လားအဲ့လိုပြောပြီးတော့ဗာဆက်ပြောတော့ဆိုတော့ဩဟိတောဂရုကောပါတော့ဘဝနိတိတမှုဟတောနော်ဂရုကောပါတော့တဲ့အလွန်လေးတဲ့ဒီခန္ဓာဝင်ကြီးကိုဩဟိတောငါပြစ်ချလိုက်ပြီတဲ့နော်ခန္ဓာကိုအလွန်လေးတဲ့ဝန်လို့ပြောတာနော်ဒါကဉာဏ်ကြီးရင်ကြီးသလောက်ခန္ဓာကိုယ်ကြီးဟာလေးလံတဲ့ဝန်ဖြစ်တယ်ဆိုတာကိုသိနိုင်တယ်ဆန့်ကျင်ဘက်အားဖြင့်အမှန်မသိတဲ့ဉာဏ်ကင်းရင်ကင်းသလောက်ခန္ဓာကိုယ်ကိုလေးလံတယ်လို့မသိဘူးနော်လေးလို့လေးမှတောင်မသိတဲ့အနေထားပေါ့ဟုတ်လားတကယ်တမ်းခန္ဓာဝန်ဟာအလွန်လေးတဲ့ဝန်ဆိုတာအမှန်တရားပဲဒါကြောင့်မြတ်စွာဘုရားဟောထားတဲ့ဘာရတုတ်တံဆိုတာတောင်ရှိရဲ့လေခုသူကအဲ့ဒါကိုပြောတာဩဟိတောဂရုကောပါတော့အလွန်လေးတဲ့ဒီခန္ဓာဝန်ကြီးကိုငါပြစ်ချလိုက်ပြီတဲ့ဘဝပေါင်းများစွာနှစ်ပေါင်းများစွာကဘာပေါင်းများစွာတန်တရားနဲ့ချီပြီးတော့ထမ်းခဲ့တဲ့ဝန်တုပ်ကြီးကိုပြစ်ချလိုက်တယ်သူလုံးဝပေါ်ပါသွားပြီပေါ့လွတ်လပ်သွားပြီပေါ့နော်ဘဝနိတိတမှုဟတောတဲ့ဘဝဒုက္ခတွေကိုစောင့်တတ်တဲ့ဘဝတဏှာဆိုတဲ့ကျိုးကိုလည်းပဲတမှုဟတောကအမြစ်ကစပယ်နှုတ်လို့ပြီးပြီတဲ့ပြီးတော့သူဆက်ပြောတာလေးက
ယတ္တထာယပပ္ပစိတာအာဂါရနာဂရိယံသောမေအထောအနုပ္ပတ်တော်တပ္ပတန်ရောစနဲ့ခရောတဲ့သူယဟန်ပြုခဲ့တယ်ဘလူရွယ်ချက်နဲ့ယဟန်ပြုတာတော့တန်ရောစဉ်ဆိုတဲ့ဒုက္ခရဲ့အကြောင်းတရားတွေအလုံးကိုဖျက်တောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူယဟန်ပြုခဲ့တယ်အဲ့ဒီသူလိုချင်တဲ့ကောင်းကျိုးဟာဒီကနေ့အလုံးပြည့်စုံခဲ့ပြီဟုတ်လား